အိမ်တအိမ်မှာရက်စစ်ခလုတ်တီပလက်ပေါက်တွေကသူ့နေရာနဲ့ဒူးရှိနေတယ်လို့ထင်ရပြီမလီတကယ်တော့အဲ့ဒီနေရာချထားမှုတွေကကြက်ပမ်းမဟုတ်ပါဘူးအကုန်လုံးကပေးခင်ဖို့300လွယ်ကူဖို့အတွက်တိကျစဉ်းစားထားတဲ့စီမင်းတွေရှိနေတာပါကဲဒီနေ့မှာတော့အဲ့ဒီကျွန်တော်တို့နေအိမ်ရဲ့နောက်ွယ်ကရက်စစ်ဆိုင်ရာစီမင်းတွေကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်တယ်အဲ့လိုတွေးမိဖို့မှာပါဘာလို့လဲဆိုတော့လေအိမ်တိုင်းမှာလိုက်နာရမယ်လက်စစ်နဲ့ပတ်သက်တဲ့စီးမြင်စာအုပ်တအုပ်လိုမျိုးရှိနေလို့ပါပဲဆိုတော့ဒါကအလားပါတက်ကြီးပဲမဟုတ်ဘူးအဓိကဘေးကင်းဖို့နဲ့အားလုံးကိုတော့အဆင်ပြေပြေတုံးနိုင်ဖို့ပါပဲဥပမာပေါ့နော် UK မှာဆိုတဲ့ BS7671 ဆိုတဲ့စီမင်းတွေရှိတယ်ဒါကကွာနဲ့တူတယ်ဆိုတော့လက်စစ်ကျွမ်းကျင်တူတဲ့အတွက်လမ်းညွှန်ချက်တွေအပြည့်နဲ့စာအုပ်ကြီးတုံးလို့ပဲဒီနေ့တော့အဲ့ဒီစာအုပ်ကြီးတွေကအရေးကြီးဆုံးစီမင်းတချို့ကိုပဲအတူတူလေ့လာကြည့်ကြမယ်လေကဲမဆုံးစီမင်းကိုကြည့်ရအောင်ဒါကတော့အိမ်တလုံးမှာကလေးတွေရောလူကြီးတွေရောဘီတက်ကလာထိုင်သုံးတဲ့သူတွေအပါဝင်လူတိုင်းအတွက်အဆင်ပြေအောင်ဘယ်လိုလုပ်မလဲဆိုတာနဲ့ဆိုင်တယ်အဲ့ဒါကတော့အမြင့်နဲ့လက်လဲမိနိုင်မှုစီမင်းပဲဖြစ်ပါတယ်အခုမြင်နေရတဲ့ပုံကအဆောက်အဦရေးစီမင်းတွေကတရားဝင်ပုံစံပါပဲအဓိကပြောချင်တာကအင်္ဂတိတွေစောက်တဲ့အခါမှာခလုတ်တီနဲ့ပလက်ပေါက်တီကိုအရန်နေတာမျိုးအရန်မြင့်တာမျိုးမလုပ်ရဘူးလူတိုင်းအလွယ်ကိုလလန်းမိနိုင်တဲ့အမြင့်တစ်ခုအတွင်းမှာပဲတက်ဆင်ရမယ်လို့သတ်မှတ်ထားတာပါအနှိမ့်ဆုံးမြင့်တာတော့ကြားမြင့်တဲ့နေစပြီး450မီလီမီတာတစ်ဖက်ခွဲလောက်ပေါ့ဒါကြောင့်မလို့ပလက်ပေါက်တီကကြားမြင့်တဲ့အရင်ကတ်မနေပဲခါကုန်းပြီးထိုးဆရာမလို့တဲ့အမြင့်မှာရှိနေတာကိုတွေ့ရမှာပါအမြင့်ဆုံးကကြတော့အထောင်200မီလီမီတာ4ပေနီးပါးလောက်ရှိပါတယ်ဒါကလူများစုအတွက်လက်လန်းမိနိုင်တဲ့အမြင့်ဆုံးနေရာပေါ့ဆိုတော့မီးခလုတ်လိုမျိုးအရာတွေကိုအပေါ်ကိုအရန်မော့ပြီးဖွင့်စရာမလိုတော့ဘူးပေါ့ဒါကြောင့်မို့ဒီ400မီလီနဲ့1200မီလီမီတာကြားကစုံကိုလူတိုင်းအတွက်ဆင်ပြေစေတဲ့ရွှေရောင်စုံလို့တောင်းတင်စားလို့ရပါတယ်မတ်တညံနေတဲ့သူဖြစ်ဖြစ်ဗီဒက်ကွာထိုင်ပေါ်မှာပဲဖြစ်ဖြစ်ဘသူမှဆော်လွယ်တစ်ခုသုံးနိုင်အောင်စီစဉ်ထားတဲ့ဒီဇိုင်းတွေခေါ်တစ်ခုပေါ့ကဲနောက်စီမင်းတစ်ခုကိုဆက်ကြည့်အောင်ဒါကတော့အိမ်တိုင်းလိုမှတွေ့နေရတဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်ပါတယ်အဲ့ဒါကတော့ဟိုတစားဒီတစားနဲ့ချုပ်ပွနေတဲ့ extension ကြိုးတွေပဲပေါ့စီမင်းတွေရဲ့ရည်ရွယ်ချက်ကရှင်းရှင်းလေးပါအိမ်တလုံးဟာ Android မှာတဲ့ extension ကြိုးတွေကိုအားကိုးနေစရာမလိုပဲသူ့ဘာသာသူလုံလောက်တဲ့ plug ပေါက်တွေရှိနေရမယ်ဒါပါပဲဒါဆိုအခန်းတစ်ခန်းမှာ plug ပေါက်ဘယ်လောက်များများလိုအပ်လဲဆိုတာကိုဘယ်လိုသိနိုင်မလဲရှစ်စစ်ဒီဇိုင်နာတွေကတော့အဖြေအတွက်ဒီဇာတ်ကိုသုံးကြပါတယ်ဒါကအခန်းအမျိုးအစားနဲ့အရွယ်အစားပုံမူတည်ပြီးအ ਨੇ ဆုံး plug ပေါက်ဘယ်လောက်ရှိရမယ်ဆိုတာကိုသတ်မှတ်ပေးထားတဲ့လမ်းညွှန်ချက်တစ်ခုပေါ့ဇယားပြည့်စုံကိုကြည့်မဲ့အစားလူသုံးအများဆုံးအခန်းတွေအသက်လိုအပ်ချက်တွေကိုပဲအကြံဖြင်းကြည့်လိုက်ရအောင်ဥပမာနော် PC အသုံးများရဲ့မီးဖို့ချောင်းမှာဆိုပလက်ပေါက်ပိုးလိုတာကိုတွေ့ရမယ်အခန်းမှာကြတော့နည်းနည်းပိုနေပါလေအဓိကကတော့လက်တွေ့အသုံးဝင်ဖို့ပါပဲအခုတခါ black box ဒီစီကိုဓာတ်အားဘယ်လိုရောက်လာလဲဆိုတာကြည့်ကြမယ်ဒါကိုပတ်လန်းဒါမှမဟုတ် circuit လို့ခေါ်တယ်အိမ်ရဲ့ရက်စစ်အဝေးပြေးလက်မကြီးဒီနဲ့တူတယ်လို့ပြောလို့ရပါတယ်ပလက်ပေါက်တီအတွက်အဓိကတုံးတဲ့ပလန်2မျိုးရှိနေတစ်ခုက ring circuit ဒါကဓာတ်အားကစဝိုင်းပုံစံလိုမျိုးလှက်ပတ်ပြီးသွားတာနောက်တစ်ခုကကျတော့ radio circuit ဒါကဓာတ်အားကမြင်းဖြောင်းအတိုင်းတလန်းပဲသွားတာပေါ့လက်တွေ့မှာတော့ ring circuit က radio circuit ထက်ဓာတ်အားပိုသိမ့်နိုင်တယ် area လဲ20လောက်အထိပိုပြီးဝင်ဆောင်မှုပေးနိုင်တာကိုတွေ့ရမှာပါအဲ့ဒါကြောင့်ပဲ UK ကအိမ်တော်များများမှာ ring circuit ဒီကိုတွင်းကျဲထုံးကြတာပေါ့ကဲအခုပြောမယ့်နေရာကတော့အိမ်ထဲမှာဘေးကင်းရေးစီးမြင့်တီအတင်းကျပ်ဆုံးနေရတခုပါအဲ့ဒါကတော့ရေချိုးခန်းပါပဲဘာလို့လဲဆိုတော့ဒီနေရာမှာရေနဲ့လက်စစ်ကြောက်ဖြစ်တဲ့အန်ဒရယ်ကအမြင့်ဆုံးဖြစ်နေလို့ပါရေချိုးခန်းတွေကလက်စစ်ဖေးကင်းရေးနဲ့ပတ်သက်လာရင်တော့အလော်ပေးလို့ရတဲ့အချက်ဆိုတာတခုမှမရှိပါဘူးစီမင်းတိုင်းကိုတိတိကျကျလိုင်းနာဖို့ကအသက်အန်ဒရယ်ခင်းဖို့အတွက်လုံးဝကိုရေးကြီးဆုံးပါပဲကဲပထမဆုံးကဇုံ0ဒါကရေနဲ့ဓာတ်ရိုက်ထိတွေ့နိုင်တဲ့နေရာတွေဥပမာရေချိုးကန်နောက်မှုရေပန်းအောက်ခံခွတွင်းပိုင်းပေါ့ဒီနေရာကအန်ဒရယ်အရင်များတော့အထူးထိုးထုတ်ထားတဲ့လက်စစ်ပစ္စည်းအနည်းငယ်ကလွဲရတခြားဘာမှတက်ဆင်ခွင့်မရှိပါဘူးနောက်တစ်ခုက zone 1ဒါကရေချိုးခန်းအပေါ်တဲ့ကနေ 2.25 မီတာအမြင့်အထိနေရာကိုပြောတာပါဒီနေရာပါတော့ရေစိုခံတဲ့ရေပန်းတို့ရေလုံမီးသီးတို့လိုအထုကကွယ်ထားတဲ့ပစ္စည်းတွေကိုပဲတက်ဆင်ခွင့်ရှိပါတယ်ပြီးတော့ zone 2ဒါက zone 1ရဲ့ဘေးပတ်လည်60 cm အကွာအဝေးကိုသတ်မှတ်ထားတာပါဒီနေရာမှာတော့အန်တီယန်နဲ့ရော့သွားပြီဆိုတော့ရေစင်ကာကွယ်မှုရှိတဲ့မုတ်စရိတ်73ပလက်ပေါက်လိုမျိုးပစ္စည်းတချို့ကိုတော့တက်ဆင်လို့ရပါပြီဆိုတော့အဓိကအချက်တွေကိုပြန်ချုပ်ရရင်ရေချိုးခန်းထဲမှာတာမန်ပလက်ပေါက်တွေကိုရေနဲ့အဝေးကြီးမှပဲတက်ဆင်ခွင့်ရှိတယ်ဒါပေမဲ့အရေးကြီးထုံးကတော့ရေချိုးခန်းထဲက circuit အလုံးကို RCD လို့ခေါ်တဲ့အကောက်ကွယ်ပစ္စည်းနဲ့ချိတ်ထားရပါမယ်
ဒါကဘာလဲဆိုတော့ဓာတ်အားရွှေ့မှုဖြစ်တာနဲ့မျက်စိတမိတ်အတွင်းချစ်ချင်းဖြတ်ချပေးတဲ့အသက်ကယ်ကိရိယာတစ်ခုပါပဲ ကဲဒီနေ့ပြောခဲ့တဲ့အဓိကစီမင်း၄ချက်ကိုအနှစ်ချုပ်ပြန်ကြည့်လိုက်ရအောင်ကလူတိုင်းအတွက်အဆင်ပြေတဲ့အမြင်သတ်မှတ်ချက်2 extension ကြိုးတယ်မလို့အောင်ပလက်ပေါက်အလုံးလောက်ထားရှိတာ3မှန်ကန်တဲ့ socket အမျိုးအစားကိုသုံးတာပြီးတော့4ရေချိုးခန်းနဲ့ကတင်းကျပ်တဲ့ဘေးကင်းရုံဆုံးတဲ့အကြောင်းပါပဲ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့လေဒီစီးမြင့်ဒီအားလုံးဟာစာရွက်ပေါ်ကစာရီတတ်တတ်မဟုတ်ပါဘူးဒါတွေကကျွန်တော်တို့ရဲ့နေအင်းတွေကိုဘေးကင်းပြီးအဆင်ပြေအသုံးဝင်တဲ့နေရာတစ်ခုဖြစ်လာအောင်ဖန်တီးပေးတဲ့ဒီဇိုင်းကောင်းတစ်ခုရဲ့အခြေခံအုတ်မြစ်တီပါပဲဒါပေမဲ့နည်းပညာတွေမှာတော့အမြဲပြောင်းလဲနေရပဲလေအခုခေတ်မှာ electric car အာတင်ဆက်တွေကိုအိမ်တွေမှာတက်ဆင်လာကြပြီအဲ့ဒီခါကျတော့ဒီစီးမြင့်စာအုပ်ကတော့ဘလို့ပြောင်းလဲကိုလိုလာအောင်မလဲဒါကတော့အားလုံးအတွက်စဉ်းစားစရာစက်ပြီးစောင့်ကြည့်ရမယ်စိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲ